အဲ့တော့ကျွန်တော် Enzo Fernandez နဲ့ပတ်သက်ပြီးတော့อืมဒီ stream မှာအဓိကထားပြီးတော့ကျွန်တော်ပြောချင်တယ် Enzo Fernandez ကိစ္စကကျွန်တော်တို့အသင်းဘက်ကနေပြီးတော့ပေါ့နော်ဘာဖြစ်လို့ဒီလောက်ထိစိုးစိုးရွားရွားကြီးဖြစ်သွားတာလဲပေါ့တချို့လဲတီးပြီးသားဖြစ်မယ်တချို့လဲလုံးဝမသိသေးတာလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းနောက်ဘက်ကိုနည်းနည်းလောက်ပြန်ကြော့ချင်တယ်ဟိုလူလဲဆောင်ရင်းနေပေါ့နော်အဲ့တော့ Enzo Fernandez နဲ့ Chelsea နဲ့ကဟိုသက်ဆိုင်ရေးတွေအခုချိန်ထိဒီလိုဖြစ်ခဲ့ရတာပေါ့နော်အကြောင်းရင်းတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ Enzo Fernandez က Chelsea နဲ့ဒီစာချုပ်ကိစ္စတိုးဖို့ပေါ့နော်ခဏဆွေးနွေးမှုတွေလုပ်တယ် Chelsea ဘက်ကလည်းဒီအရင်နီးပြတဲ့အချိန်မှာလည်းပေါ့နော်Enzo Fernandez ကိုစာချုပ်တွေကမ်းလှမ်းနေဒါပေမဲ့လို့Chelsea ဘက်ကကမ်းလှမ်းတဲ့လစာပမာဏကို Enzo Fernandez တို့ဘက်ကပဝင်မကြောက်ဗျာသဘောမကြောက် Chelsea ဘက်မှာဆိုလို့ရှိရင်ဒီ incentive ပုံစံဗျာဟိုအလုပ်စူးစမ်းတဲ့ဆိုမှဒီ target တွေရှိရကစားသမားတယောက်ကိုအဲ့လိုမျိုးရေရတဲ့လစာမျိုးကိုမပေးနိုင်ဘူးဗျာဟိုပြီးတော့ပေးထားတယ်ဒါပေမဲ့လို့မင်းကပိုကောင်းနေဆိုရင်တော့မင်းကငါတို့ကဘယ်လောက်ထိပိုပေးမယ်ပေါ့အဲ့လိုမျိုးပုံစံတွေပြောတာပေါ့တန်ကောင်းကောင်းကြားရတယ်မလားဗျာတန်အရန်တိုးတယ်ဆိုလို့โอเคခဏလေးကျွန်တော်နည်းနည်းပြန်ပြင်လိုက်โอเคအခုပိုအဆင်ပြေသွားပြီထင်ဟုတ်ကျွန်တော်ဆက်ပြောမယ်ပေါ့နော်အဲ့တော့ Enzo Fernandez ဘက်ကဒီလိုမျိုးလာစာ Chelsea ဘက်က policy တွေကိုပဲသူတို့သဘောမကျအဓိကသူ့ရဲ့ agent ဒီ Pastore တို့ကိုယ်တိုင်ကလည်း Enzo Fernandez ကိုနည်းနည်းမင်းလိုကစားသမားအနေထားနဲ့ပေါ့ဗျာဟုတ်လဲဟုတ်ပါ Enzo Fernandez က world class player လည်းဖြစ်တော့သူ့လိုကစားသမားတွေဆိုလို့ရှိရင်ဘယ်အသင်းမှဆိုရင်တော့လာစာ3သိန်းလောက်ရနိုင်တယ်ဘယ်လောက်ရနိုင်တယ်ပေါ့နော်မင်းလည်းဒီမှာဒီလောက်တော့ရသင့်တယ်ဒါမျိုးတွေလည်းပြောမှာပေါ့ဗျာ Enzo Fernandez ကိုယ်တိုင်ကလည်းလိုချင်တယ်ဗျာရထိုက်တဲ့အတိုင်းတာမှာရှိတယ်အဲ့တော့ကိုပါမာရိုဆိုရင်လည်းရောက်တာမှမကြသေးဘူးနောက်တစ်နှစ်လောက်မှပဲချက်ချင်းလာစာတိုးပေးတာမျိုးတွေရှိတယ်Resign တို့တွေလည်းရှိတယ်ပေါ့နော် Chelsea ဘက်ကဒီလိုမျိုးတရစ်ချင်းသွားချင်တာဗျာချက်ချင်းမင်း3သိန်းပေးမယ်တို့3သိန်းခွဲပေးမယ်တို့အဲ့လိုမျိုးပုံစံတွေမသွားချင်ဘူးဒါပေမဲ့ကစားသမားဘက်ကကြတော့ကောင်းသည်ငါတို့ကအသင်းကဘယ်လောက်ပဲစုံနေပါစေကစားသမားသူကိုယ်တိုင်ကလည်းဘယ်လောက်ပဲဟောဖြစ်နေပါစေငါတို့ကတေချာတဲ့လာစာကိုလိုချင်တယ်အဲ့လိုမျိုးဟိုအခြေအနေတွေကြည့်ပြီးတော့ပေါ့နော် performance ကိုကြည့်ပြီးတော့လာစာပေးတဲ့ပုံစံတွေသူတို့မလိုချင်ဘူးအဲ့နောက်ပိုင်းကတောက်ကစားတွေဖြစ်ကြတယ်ဗျာအဲ့လိုညှိတော့အဆင်မပြေကြအောင်မပြေကြတဲ့နောက်ပိုင်းမှာ Chelsea ဘက်ကအဲ့ဆွေးနွေးမှုဒီဇင်ဘာလောက်မှာဖြစ်မယ်ရက်တန်းလိုက်တယ်ပေါ့နော်ပြီးတော့လူသိရှင်ကြားပြောရတဲ့အခြေအနေတွေဖြစ်လာတယ်ကစားသမားကလည်းပြန်သွားတဲ့အချိန်မှာသူဒီနားတဲ့အချိန်မှာပေါ့နော်ဒီတို့ရဲ့ TV သတင်းဌာနမှာသူကပြောလိုက်တာ Madrid မှာနေရတာကြိုက်တယ် Madrid ကိုနေချင် Madrid မှာနေချင်တယ် Madrid မြို့ပေါ့နော် Real Madrid ကိုပြောချင်တာတော့မဟုတ်ဘူး Real Madrid ဆိုတာထက် Madrid မြို့စပိန်ရဲ့ Madrid မြို့မှာသူနေချင်တယ်ပေါ့ဗျအဲ့လိုတွေပြောလိုက်တာအဲ့တော့အဲ့လိုပြောလိုက်တဲ့နောက်ပိုင်းမှာသတင်းတွေကလည်းဖွာတယ်ဗျအင်္ဂလန်မီဒီယာကလည်းသိတဲ့အတိုင်းပဲ Enzo Fernandez က Real ကိုပြောင်းချင်တာအဲ့လိုမျိုးတွေဖွာကုန်ဖွာတော့အဲ့ဒီအရှိမှလည်းကိုကူရဲလာတို့ဒီဝေဖန်တာပဲဗျအသင်းကိုအဲ့လိုနီးစနစ်တွေကအဆင်မပြေဘူးတွေပါဝေဖန်တာပဲဒါပေမဲ့လို့ Chelsea အသင်းနဲ့ Enzo Fernandez ကဂျားထဲမှာကဒီစာချုပ်ကိစ္စဒီလည်းရှိတယ်အသင်းဘက်ကလည်းနည်းနည်းကစားသမားနဲ့ဒီ agent ဘက်ကို lesson ပေးချင်တာလည်းဖြစ်မှာပေါ့နော်အဲ့တော့ပွဲပယ်တဲ့ဟာတွေလုပ်တယ်ပတ်စံတွေတန်ကြေးတွေကောက်တယ်အဲ့တော့ဒီကျွန်တော်တို့အရေးကြီးတဲ့ပွဲတွေမှာတော့မှာပဲ Enzo ကိုကျွန်တော်တို့မကစားပဲနဲ့ကျွန်တော်မမှားဘူးဆို2ပွဲလောက်ဖြစ်မယ်ပေါ့နော်မိုင်းလည်းထောက်ပေးပေါ့နော်2ပွဲဖြစ်မယ်2ပွဲသူ့ကိုပွဲပယ်ပြစ်ဒဏ်ပေါ့နော် Chelsea ဘက်ကတန်ချလိုက်တယ်အဲ့မလုပ်ဖို့တွေတောင်မှပြောနေကြသေးရပေါ့နော်အဲ့တော်တွင်းမှာဆိုမှတ်မိပါလိမ့်မယ်အဲ့တော့Enzo Fernandez ရဲ့ကိစ္စအဲ့လိုဗျအဲ့လိုနဲ့စလာခဲ့တာကဒီကမ္ဘာဖလားပြီးလို့ရှိရင်တော့တို့ရဲ့အနာဂတ်ကိုဆုံးဖြတ်မယ်ဆိုပြီးတော့ Enzo ရဲ့အနာဂတ်ကိုဆုံးဖြတ်မယ်ဆိုပြီးတော့ကစားသမားဘက်ကရောဒီ Pastore ဘက်ကရောထုတ်ဟိုတရင်တွေလွှင့်နေဗျအဓိကတော့ Pastore ရှိလာတာပေါ့အဲ့တော့ Chelsea အသင်းဘက်ကလည်းပြန်လာမှညှိမဲ့ပုံစံပေါ့နော်အခုတော့ Real Madrid ဘက်ကလည်းတို့ဒီကစားသမားကိုစိတ်ဝင်စားသလိုမဝင်စားသလိုလုပ်ခဲ့တယ်နောက်ပိုင်းတော့စိတ်ဝင်စားအောင်ဆိုပြီးတော့တရင်တွေထွက်တယ်ဗျအဲ့ဒီတော့ Chelsea အသင်းဘက်ကနေပြီးတော့တခြား option တွေရှိမလားစောင့်နေ PSG အသင်းတွေရှိမယ်ဒီ Man City ပေါ့နော်နောက်ဆုံးရန် hit ဖြစ်နေတဲ့လက်ရှိချိန်ဒီ hit ဖြစ်နေတဲ့ Man City အသင်းရှိမယ်သူတို့အသင်းတွေဘက်ကခေါ်ကြမလားပေါ့နော် Chelsea ဘက်ကစောင့်ပေးတယ်
Chelsea ဘက်ကအခုနောက်ဆုံးထုတ်ထားတာကဒီနေ့ပေါ့နော်ဒီနေ့14ရက်နေ့သူတို့ UK စံတော်ချိန်ညနေ9နာရီအထိငါတို့စောင့်ပေးမယ်မင်းတို့ဒီ9နာရီအထိမှမကန်းလန်းဘူးဆိုလို့ရှိရင်ငါတို့ဒီ Enzo Fernandez ကိုငါတို့မယောင်းပေးနိုင်ဘူးပေါ့နော်အဲ့တော့ကစားသမားနဲ့လည်းသူတို့သဘောတူထားတယ်လို့ပြောတယ်အဲ့တော့မင်းတို့ထောက်ခေါ်ဝင်မပေးဘူးမဟုတ်ဘူးထောက်ခေါ်ဝင်ပေးမယ်အဲ့တော့ထွက်ချင်တယ်ဆိုလို့ရှိရင်ငါတို့ဘက်ကရှင်းလေးပဲငါတို့အသင်းကိုပေါင်တန်း120ပေးယူရိုတန်း120မဟုတ်ဘူးပေါင်တန်း120ပေးတယ်ဆိုလို့ရှိရင်ပေးတဲ့အသင်းကိုသူတို့ရောင်းပေးမယ်ပေါ့ဒီလိုမျိုးသတင်းလွှင့်လိုက်တဲ့အချိန်မှာဘယ်အသင်းမှလာမကန်းလန့်ဘူးသူတို့ဘက်ကဒီအာဂျင်တီးနားဘက်ကထွက်တဲ့သတင်းတွေမှာဆိုလို့ရှိရင် Enzo Fernandez အတွက်မန်စီးတီးဘက်ကနေပြီးတော့ယူရို120နဲ့ပေါ့နော်ယူရို120တန်း120နဲ့ကန်းလန့်လိုက်တယ်ဆိုပြီးတော့လည်းသတင်းတွေထွက်တယ်အဲ့တော့ဒီဘက်က UK ဘက်ကသတင်း source တွေတို့ဒီသတင်းအပြောင်းရွှေ့သတင်းနဲ့ပတ်သက်လို့နာမည်ကြီးတဲ့သတင်းဌာနတွေမှာကကြတော့မကန်းလန့်ရသေးဘူးကန်းလန့်မှုပြင်ဆင်နေတယ်အဲ့လောက်ပဲဖြစ်တာပေါ့နော်ပြီးတော့ဒီနေ့ကျွန်တော်တို့ဗာလဲ Enzo Maresca ပေါ့ Enzo Maresca ရဲ့ဟိုမှာလဲသတင်းစာရှင်းလင်းပွဲမှာလဲသတင်းစာတွေကမေးတယ်ပေါ့နော်အဲ့ဒီ Enzo Fernandez ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့မှတ်ချက်လေးပေးဖို့ပေါ့နော်မေးတဲ့အချိန်မှာ Enzo Fernandez ကိုဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Enzo Maresca ကသူများအသင်းကစားသမားအကြောင်းသူမပြောချင်ဘူးပေါ့နော်အဲ့တော့သတင်းစာရှင်းလင်းပွဲမှာဒီ Rodri ကိစ္စကိုလည်းသူတို့ထည့်ပြောတယ်ပေါ့နော် Rodri နဲ့ Barcelona နဲ့ link ဖြစ်နေတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စကိုလည်းသူမှတ်ချက်မပေးချင်ဘူးပေါ့နော်လက်ရှိ Rodri ကအသင်းမှာပဲရှိနေတယ်ပေါ့အဲ့တော့ UK စံတော်ချိန်9နာရီမှာ Chelsea အသင်းဘက်က deadline အဖြစ်ပေါ့နော် Enzo ရဲ့အပြောင်းရွှေ့ကိုသတ်မှတ်ထားတဲ့အပေါ်မှာရောဆိုတော့လဲဒီနေ့မှာတော့သူတို့ကမ်းလှမ်းမှုအစီအစဉ်မရှိဘူးဆိုပြီးတော့အဲ့လိုနည်းနည်းခက်ရည်တဲ့ပုံစံနဲ့ဗျအဲ့ဒါလည်း Twitter မှာအရင်ပြောကြတယ်အဲ့လိုပုံစံနဲ့ပြောချလိုက်တယ်ဗျအဲ့လိုမျိုးပြောချလိုက်တယ်ဆိုတော့တကယ်လဲအခု9နာရီထိုးတဲ့အထိကမ်းလှမ်းမှုကရောက်မလားအဲ့တော့ Chelsea အသင်းမှာပဲ Enzo ကဒီ2026-2029ရာသီမှာပေါ့ဗျာ Chelsea အသင်းမှာပဲဆက်ပြီးတော့ရှိနေမယ်ဆိုပြီးတော့အခုဆိုလို့ရှိရင် Telegraph သတင်းဌာနတို့ဒီတခြားသတင်းဌာနတွေကစပြီးတော့ပြောနေပြီဗျာအဲ့တော့ Enzo Fernandez က Chelsea အသင်းမှာနောက်ထပ်100ရာသီပေါ့နော်ဒီ Alonso ရဲ့ရာသီမှာဆက်ရှိနေမလားပေါ့အဲ့တော့နောက်ဆုံး update ဆိုလို့ရှိရင်ဘာထပ်ဖြစ်လဲဆိုတော့တကယ်လို့ဒါ Chelsea အသင်းဘက်ကဒီသတ်မှတ်ထားတဲ့ deadline မှာမင်းတို့မခေါ်နိုင်ဘူးဆိုတော့တန်း120မဟုတ်တော့ဘူးပေါ့နော်တကယ်လို့မင်းတို့ကမဖြစ်မနေကစားသမားနဲ့ညှိပြီးကစားသမားကလည်းအရင်ထွက်ချင်တယ်မင်းတို့ကလည်းအရင်ခေါ်ချင်တယ်ဆိုလို့ရှိရင်တော့120နဲ့တော့မရတော့ဘူးဆိုတော့သတင်းတွေထွက်တယ်ပေါ့ဗျာmaybe တန်း130တို့တန်း140တို့ပေါ့နော် Chelsea ဘက်ကဈေးခေါ်တောင်းမယ်ဗျာမခေါ်ရင်လည်း Chelsea အသင်းဘက်ကအဲ့ဒီဈေးတွေနဲ့မင်းတို့လာမခေါ်ဘူးဆိုရင်လည်း Enzo အသင်းမှာပဲထားမယ်နီးပြကလည်း Xavi Alonso ကလည်းအရင်တော့ဒီ Enzo နဲ့ပတ်သက်ပြီးတော့ပြောဘူးတယ်ဗျာအသင်းမှာသူ့ကိုဆက်ပြီးတော့ရှိနေစေချင်တယ်ပေါ့နော်အသင်းမှာထားဖို့ဆန္ဒရှိတယ်ဆိုပြီးတော့ပြောထားခဲ့ဘူးတယ်အဲ့အကြောင်းမို့လို့ Enzo က Chelsea အသင်းဘက်ကဆိုလို့ရှိရင်တော့အသင်းမှာထားရင်လေရတယ်ထွက်မယ်ဆိုရင်လည်းမင်းတို့ငါတို့တောင်းတဲ့ဈေးကိုပေးနိုင်တယ်ဆိုရင်ထွက်ခွာဝင်ပေးမယ်အဲ့လိုအခြေအနေမှာအခုရောက်နေတယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်တော့ဒါကတော့သတင်းပေါ့နော်ကျွန်တော်တို့ဘာမှကျွန်တော်တို့ရဲ့အာဘော်တွေလည်းမပါဘူးကျွန်တော်တို့ရဲ့အထင်တွေအမြင်တွေလည်းမပါဘူးပေါ့နော်ဒါလက်ရှိအချိန်ဒီ Enzo ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်နေတဲ့ကိစ္စတွေပေါ့နော်တစ်ဖက်မှာကကျွန်တော်တို့နည်းနည်းပြန်ပြီးတော့ချိတ်ဆက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် Man City ဘက်ကဒီနီးပြပေါ့နော် Enzo Maresca က Chelsea အသင်းမှာကင်တွယ်ခဲ့တဲ့အချိန်တုန်းကဒီ Enzo နဲ့ပေါ့နော်ဒီ Enzo 2ယောက်ဗျာသူတို့2ယောက်ကဆက်ဆံရေးကောင်းတယ်သူတို့2ယောက်ကဒီအသင်းရဲ့ကစားကွက်မှာဆိုလို့ရှိရင်လေဒီ Enzo ကကစားကွက်မှာပေါ့ဒီစနစ်မှာလည်းတော်တော်လေးကိုအကျိုးပြုတယ်သုံးလို့ရတဲ့ကစားသမားဗျာအဲအကြောင်းမလို့ Enzo Maresca လည်းသူအသင်းကိုခေါ်ကြတယ်Racing တန်ရနေတဲ့တခြားလုံးမှာလည်းသူကပထမအသင်းကောင်းဆောင်ပုံစံနဲ့ဒီ Enzo ရဲ့အသင်းမှာသူဥဆောင်ပြီးတော့ကစားတော့နီးပြအနေနဲ့ကသူ့ကိုခေါ်ကြတယ်သူ့အသင်းမှာသူတို့လက်ရှိမှာဆိုလို့ရှိရင်လည်း Anderson ကဒီ120နီးပါးနဲ့သူတို့ခေါ်ထားတယ်ဗျာအဲ့တော့သူတို့ဘက်ကလူရောင်းမှုတွေရှိတယ်အဲ့တော့ Man City ဘက်ကဆိုလို့ရှိရင်ဒီ Rodri ကတကယ်ထွက်မှာလားဆိုတဲ့အပေါ်မှာမူတည်တယ် Rodri ကဒီReal Madrid အသင်းနဲ့အဆင်မပြေဖြစ်တဲ့နောက်ပိုင်းမှာဒီ Barcelona အသင်းနဲ့ပေါ့နော် Barcelona အသင်းဘက်ကကြတော့ပတ်စံကိုအလို့ကြီးသူတို့တောင်းတလောက်ကြီးသူတို့ပေးချင်တာမဟုတ်ဘူးလက်ရှိအခြေအနေရဆိုလို့ရှိရင်သူတို့ကန်လန်းတဲ့ပမာဏကိုလည်း reject လုပ်ထားတယ်ပထမချိန်ကန်လန်းတဲ့ပုံစံအရင်နဲ့တယ်လို့ပြောတယ်35တန်းဝင်ကျင်လောက်ပဲဆိုတော့ဘလုံးဝလက်ခံလို့မရတဲ့အခြေအနေဆိုတော့Man City ဘက်ကပယ်ချထားတယ် Man City ဘက်ကလိုချင်တာ60ဝင်ကျင်လောက်ထိလိုချင်တယ်လို့ကျွန်တော်သတင်းမှာတွေ့တယ်အဲ့တော့ဒီအခြေအနေမှာပေါ့နော်သူတို့ဘက်က Man City ဘက်က Rodri ကိုထွက်သွားကမှဒီ
Enzo Fernandez ဘက်ကိုသူတို့ကလှည့်ချင်တာအဲ့တော့သူတို့ဘက်ကလည်းဟိုဘာစီလိုနာရဲ့အပေါ်မှာသွားပြီးတော့ဟို transfer အခြေအနေကိုသူတို့ကလည်းစောင့်ကြည့်နေရတယ်အခု Rodri ဆိုလို့ရှိရင်လည်းဒီပြန်လာပြီပေါ့နော်အသင်းကိုပြန်လာတဲ့အခြေအနေတွေရှိတယ်အဲ့တော့ Rodri ကဘယ်လိုပဲဖြစ်ဖြစ်သူ့စာချုပ်တက်တန်းတစ်နှစ်ပဲကျန်တော့တဲ့အချိန်မှာ Man City အသင်းမှာပဲဆက်ပြီးတော့စာချုပ်ကုန်တဲ့အထိကစားပြီးတော့နောက်နှစ်မှာအလိုပြောင်းရွှေ့ခြင်းနဲ့ထွက်မလားပေါ့နော်ဘာစီလိုနာဘက်ကလည်းအဲ့လိုပုံစံကိုစောင့်နေတာလားအဲ့ဒါတော့ကျွန်တော်တစ်ချက်ကြည့်ရမှာတကယ်ဒါခေါ်ခြင်းတယ်ဆိုလို့ရှိရင်အဲ့လောက်ပမာဏကြီးပေးပြီးတော့ခေါ်မလားဗျာဟိုဘာစီလိုနာဘက်ကပေါ့နော်အသက်ကလည်း30လောက်ရှိပြီသူ့ရဲ့ profile ရတော့ဟုတ်ပါတယ်ဒါပေမဲ့စာချုပ်တက်တန်းလည်းတစ်နှစ်ပဲကျန်တော့တယ်အသက်အရွယ်အရရောပေါ့နော်ဘာစီလိုနာဘက်ကပေးမလားပေးတယ်ဆိုလို့ရှိရင်တော့ Enzo Fernandez ကအပြောင်းရွှေ့နဲ့ဒီ Man City နဲ့ Chelsea ကြားတဲ့အပြောင်းရွှေ့ကဖြစ်လာနိုင်ချေရှိသေးတယ်Chelsea ဘက်ကဘယ်လိုပဲ deadline ထားတာ Chelsea ဘက်က deadline ထားတယ်ဆိုတာဒီနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လို့ဗျာဒီကစားသမားနဲ့ agent နဲ့ရောအသင်းဘက်ကရောအဆင်ပြေအောင်လို့မင်းတို့တို့ငါတို့ဒီလောက်ထားလိုက်မယ်ဘာလို့လဲဆိုတော့ငါတို့လည်းမင်းတို့ပြောင်းနေဆိုလို့ရှိရင်ခေါ်ရမယ့်ကစားသမားတွေရှိတယ်အခုကျွန်တော်တို့အသင်းမှာဆိုနာမည်ကြီးနေတဲ့အပြောင်းရွှေ့မှာဒီခေါ်လာဟာလာတွေလည်းထွက်နေတာဗျာတခါလဲကန့်လန့်ထားဖို့တဲ့ Alex Scott တို့ Wharton တို့ဒီလိုကစားသမားတွေရှိတယ် Chelsea ဘက်ကခေါ်မယ်ဆိုလို့ရှိရင်အဲ့တော့လူပြန်ဖြည့်ဖို့ကိစ္စပေါ့နော်အဲ့ဒါကြောင့်မလို့ Enzo ဒီလိုမျိုးနည်းနည်းကြက်လိုက်တာလို့လည်းကျွန်တော်မြင်တယ်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပတ်စံပိုရနိုင်တယ်ဗျာပတ်စံပိုတောင်းလို့ရနိုင်တယ်အဲ့တော့ကျွန်တော်တို့က Enzo ရဲ့ဒီ Enzo Fernandez ကလှုပ်ရှားမှုကျွန်တော်တို့ကတစ်ချက်ကြည့်ရမယ်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောတာလဲဆိုတော့ Enzo Fernandez ကကျွန်တော်တို့မှာရာဇဝင်ရှိဘူးတယ်ဗျာကျွန်တော် Chelsea fan နေဆိုအရင်ကောင်းကောင်းသိမယ်။ Benfica ကနေပြီးတော့ Chelsea ကိုပြောင်းကနေတော့ဒီ Benfica အသင်းမှာဆိုရင် Rui Costa တို့တွေနဲ့ကျွန်တော်တို့ Vidic Akbali တို့တွေနဲ့ထိုးမလို့ချိန်မလို့တွေပါတည်င်းတွေထွက်တယ်ဗျာသိရမလားဟိုထိုးမလို့ချိန်မလို့အထိပါညှိနှိုင်းရတယ်အရင်ကြတယ်ဆိုပြီးတော့ကျွန်တော် Goose Point အောင်ဖြစ်ရတယ်ဗျာဒီ Enzo Fernandez ကဒီ Fabrizio Romano ရဲ့ဒီ transfer deadline streaming မှာ here we go ဆိုပြီးអော်တဲ့ချိန်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ Telegram channel မှာတော့ကျွန်တော်တို့ပြန်တင်ထားသေးအဲ့တော့ Enzo Fernandez ကတကယ်ပြောင်းကျင်တယ်ဆိုလို့ရှိရင်တော့ Chelsea ဘက်ကိုကလန်ကန်ဆန်နေလောက်မလားပေါ့နော်အဲ့ဒါတော့ကျွန်တော်ကြည့်ရမယ်ဘာဖြစ်လို့လဲဆိုတော့သူလောက်ခဲ့ဘူးလို့ဒါကကျွန်တော် history ကိုကျွန်တော်ပြန်ကြည့်ပြီးတော့ပြောတာဗျာသူ့ဘလို့မှကျွန်တော်ပြောတာမဟုတ်ဘူးChelsea ဘက်ကလည်းဈေးပေါ်ပေါ်ပဲပဲနဲ့သူ့ကိုခေါ်ထားတာမဟုတ်ဘူးဒီလိုအခြေအနေတွေဗျာခုနကျွန်တော်ပြောသလိုအသေးအကျေသူ့ကိုညှိနှိုင်းပြီးတော့မှသူ Benfica မှာရာသီဝက်လောက်ပဲကစားထားတဲ့ဟာကိုကျွန်တော်တို့အရအောင်ခေါ်တယ် Benfica ဘက်ကတောင်းတဲ့ဈေးကိုကျွန်တော်တို့ပေးပြီးတော့မှဒီလိုမျိုးအသင်းပိုင်ရှင်တွေပါအပါပေါ့နော်အဲ့တော့လည်းအားကစား driver တွေနဲ့ဘာမှအဲ့လောက်ကြီးမဖြစ်နိုင်သေးတော့ဗျာဒီအသင်း transaction ကာလမဟုတ်ကျွန်တော်တို့ရအောင်ခေါ်ခဲ့တာအဲ့လိုအချိန်တွေမှာ Enzo ကရောက်လာတဲ့အချိန်မှာကျွန်တော်တို့ပြည်သက်တွေအတွက်လုံးဝအမှတ်တရအခိုက်အတန့်တစ်ခုဖြစ်ခဲ့ဘူးတယ် transfer market ကအဲ့တော့တကယ်လို့ Man City ဘက်ကလည်းကျွန်တော်တို့ Chelsea ဘက်ကတတ်မှတ်ထားတဲ့ transfer deadline အကျော်ကြီးမှာပေါ့ဗျာအခုဆိုကျော်သွားပြီဗျာ9နိုင်ကျော်ပြီဆိုတော့Rory လည်းထွက်သွားတာပဲဖြစ်ဖြစ်မထွက်တာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဗျာသူတို့ဘက်ကပတ်စံ3နိုင်တယ်ဗျာပတ်စံ3နိုင်တယ်ဆိုပြီးတော့ခေါ်မယ်ဆိုလို့ရှိရင် Chelsea ဘက်က120နဲ့တော့ရောင်းမှာမဟုတ်တော့လည်းရှိချင်နေဆိုလို့ရှိရင်အထက်ပို့ပြီးတော့တောင်းလိုက်မယ်အသက်တင် solid ပေါ့နော်ဒီလို principle အရာလုံးဝတန်120ပေးမယ်ပြီးတော့မှ plus တွေနဲ့ပေါ့နော်ဒီအပေါ်စုကြီးတွေနဲ့ပေးမလားပေါ့နော်အဲ့ဒါမျိုးတွေနဲ့ညှိနှိုင်းမလားပေါ့တေချာတာတခုကတော့ Man City နဲ့ Chelsea နဲ့ကဆက်ဆံရေးမကောင်းတော့ဘာဖြစ်လို့လဲဆိုတော့ Enzo Maresca ကြောင့် Enzo Maresca ကကျွန်တော်တို့ Chelsea အသင်းရဲ့နီးပြဖြစ်နေတဲ့အချိန်မှာ Man City အသင်းနဲ့တွားပြီးတော့တွေ့တယ်အပြောင်းရွှေ့အတွက်သူနီးပြလုပ်ဖို့ကိစ္စလေးတွေဆွေးနွေးတယ်ဆိုပြီးတော့သတင်းတွေပေါက်ကြားတယ်အဲ့ဒီအချိန်မှာ Chelsea ဘက်ကဒေါသထွက်တယ်ဒေါသထွက်ပြီးတော့ဒါဖြစ်ခဲ့တဲ့ကိစ္စတွေပေါ့နော်အဲ့လိုကိစ္စတွေရှိတဲ့အခါမှာတစ်ဖက်အသင်းရဲ့နီးပြကိုနီးပြလုံးနေတဲ့အချိန်တွင်းမှာရာသီဝက်ကြီးမှာပေါ့နော်အဲ့လိုမျိုးကြီးလောက်တယ်ဆိုပြီးတော့ Chelsea အသင်းဘက်ကလည်းဆွဲချက်တွေတင်ထားပြီးတော့အခုဆိုကျွန်တော်တို့ရော်ကြေးတောင်ရထားတယ်ဗျဟိုမဖော်ပြထားတဲ့ရော်ကြေး Enzo Maresca ရှိရလဲကျွန်တော်တို့ကောက်တယ် Man City ရှိရလဲကောက်တယ်တစ်ဖက်မှာကျင်းတော့ Enzo Maresca ကိုကျွန်တော်တို့လုံးဝ villain ကြီးလို့ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ Enzo Maresca ဘက်ကလည်းအသင်းရဲ့ policy တွေအသင်းရဲ့ဒီစေးနီးပြဖွဲတွေကပါပဲကစားသမားတော့ဘယ်နှမိနစ်ပဲတုံးပဲကစားသမားတော့ဒီမတုံးနဲ့ဆိုပြီးတော့เนาะအဲ့လိုမျိုးပုံစံတွေ structure တွေလုပ်တဲ့အပေါ်မှာ Enzo Maresca ဘက်ကလည်းပြောပိုင်ခွင့်ရှိတယ်သူလည်းအဲ့အရာတွေကိုသူမကြိုက်ဘူးဒါကတော့ over the back ကိစ္စတွေပေါ့ဗျာပြောချင်တာကတော့ Man City နဲ့ Chelsea နဲ့ကကျွန်တော်တို့ထင်သလောက်ဆက်ဆံရေးကမကောင်းအဲအကြောင်းမလို့လဲ Chelsea ကတကြည့်ချင်းဟိုစပြီးတော့ကြက်တာဗျာမင်းတို့120ပေးမပေးရင်ခေါ်သွားသွား
ငါတို့လည်းနောက်လူငါတို့ခေါ်လို့ရတယ်ဟိုမှာ Alex Scott တို့ Wharton တို့80ကျော်နဲ့ပေးရမလား100ပေးရမလားဆိုငါတို့မှလည်းပတ်စံရှိတယ်အဲ့လိုမျိုးပေါ့ဗျာဘာလို့လဲဆိုတော့ Chelsea ဘက်ကလည်းပတ်စံကိစ္စကိုအထူးတက်လဲကျွန်တော်တို့ view site ပြီးတော့ဒီ transfer market မှာကစားနေတာကိုကျွန်တော်တို့မြင်ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အမိုက်တွေဗျာပြောရရင်အမိုက်တွေလို့ပြောရမှာဒီဘာဒီယာရှိတို့ဒီဇာစီတို့အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ရအောင်ထုတ်ရောင်းနေတယ်ဗျာမရရင်လည်းအငှားချတယ်ဗျာ obligation to buy တို့ option to buy တို့အဲ့လိုပုံစံနေနဲ့ဝယ်ခိုင်းတယ်ဗျာအဲ့လိုမျိုးပုံစံနေနဲ့ရအောင်ထုတ်နေတယ်အဲ့လိုအခြေအနေတွေမှာကျွန်တော်တို့ UFA ကလည်းကျွန်တော်တို့ဒီစီမင်းစည်းကမ်းတွေဒီငွေကြေးဆိုင်ရာစီမင်းစည်းကမ်းတွေရှိတယ်ကျွန်တော်တန်ကြေးတွေလည်းရိုက်ခံထားရတယ်အဲ့လိုချန်ပီယံလိမကစားရတဲ့အချိန်မှာဝင်ငွေတွေနည်းမယ်အဲ့လိုအခြေအနေတွေမှာပေါ့ဗျာကျွန်တော်တို့အသင်းဘက်က transfer market မှာပနက်နဲ့ကစားနေတာကိုကျွန်တော်တို့ဒီရာသီမှာပို့ပြီးတော့မြင်ရတယ်ကျွန်တော်တို့ဘိုးဖွဲ့ဘက်ကဆိုလို့ရှိရင်ကစားသမားရောင်းချတဲ့အပိုင်းမှာစိုးရင်စရာမရှိဘူးစိတ်မပူနဲ့အဆင်ပြေရင်အခြေအနေတစ်ခုမှရောက်သွားလိမ့်မယ်နောက်ဆုံးအဆင်မပြေရင်လည်း contract ကို terminate လုပ်လိုက်မယ် Starling တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးပုံစံတွေလုပ်လိုက်မယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကြမ်းပြင်းတော့ကျွန်တော်ပြောမယ်ပေါ့နော်ဒီနေ့အခု live stream ကတော့ကျွန်တော်အဓိကပြောချင်တာ Enzo ဒီ Maresca နဲ့ Enzo Fernandez နဲ့ Chelsea နဲ့ Man City နဲ့သတင်းပေါ့ဗျာအဲ့တော့ဒီပြောင်းရွှေ့ကိစ္စတွေမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ရဲ့တိုက်စစ်မှုကြီး Liam Delap ကလည်းအသင်းပြောင်းရတော့မလို့သတင်းတွေထွက်လာပြီColmo ပေါ့နော်ဒီ Cesc Fabregas က Colmo ဘက်ကိုပြောင်းဖို့သတင်းထွက်တယ်အဲ့လိုဆိုတော့ Nicolas Jackson ကတော့ Chelsea အသင်းမှာဆက်ရှိဖို့ရခိုင်နှုန်းပိုများလာတဲ့သတင်းအနေထားမှာရှိတယ်ပြီးလို့ရှိရင်ဒီတိုစင်ပေါ့နော်တိုစင်ကိုလည်း Benfica အသင်းဘက်ကဒီပြန်ပြီးတော့သူ့ရဲ့နီးပြဟောင်းပေါ့နော် Marco Silva ပြန်ပြီးတော့ခေါ်ချင်တယ်ဆိုပြီးတော့သတင်းထွက်နေတယ်အဲ့တော့ကျွန်တော်တို့ပြည်သက်တွေလက်ညှိုးထိုးပြီးတော့ပြောနေတဲ့ကစားသမားတချို့ပေါ့နော်ပြီးလို့ရှိရင်ဘာဒီယာရှိရလည်းဒီနာပိုလီအသင်းကိုပြောင်းဖို့အတွက်တေချာတလောက်ဖြစ်နေပြီအပိသက်မဟုတ်ရင်တော့မှပဲအငှားနဲ့အပိသက်နဲ့သွားလိုက်မယ်အဲသူတို့ဈေးလေးတွေညှိနေတဲ့အပိုင်းမှာပဲရှိရပေါ့နော်နောက်တစ်ယောက်ကဒီစာစေးကလည်းအသင်းပြောင်းဖို့ရခိုင်နှုန်းများတယ်အဲ့တော့Omari Kellison ဆိုလို့ရှိရင်လည်းအခု Stars Ball ကိုပေါ့နော်အပိသက်နဲ့ပြောင်းရွှေ့မယ်ဒါကတော့ကျွန်တော်အသင်းပါပဲအဲ့တော့ဟိုဘက်ဒီဘက်ဟဲ့လို့လက်ဝါးချင်းရိုက်ပြီးတော့လုပ်တဲ့သဘောပဲပေါ့နော်option to buy နေအောင်ထည့်ပြီးတော့ချုပ်သေးရလို့သတင်းချတယ်အဲ့တော့ဒါ Chelsea အသင်းရဲ့လက်ရှိဒီတခြားဆက်ဆက်တဲ့ Enzo Fernandez နဲ့အပြင်ပေါ့နော်တခြားဆက်ဆက်တဲ့သတင်းလေးတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ Enzo Fernandez ရဲ့ကိစ္စကကျွန်တော်အချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင် Man City ဘက်ကဒီတန်120နဲ့ Chelsea ဘက်က deadline ခေါ်ထားတဲ့ဒီ9နာရီအထိကိုကမ်းလှမ်းမှုကရောက်မလာဘူးသူတို့ Chelsea ဘက်ကလိုချင်တဲ့ကမ်းလှမ်းမှုပေါ့ဗျာအဲ့ဒီတန်120ကရောက်မလာဘူးSterling ပေါင်တန်120မရောက်တဲ့အတွက်ကြောင့်မို့လို့ Chelsea ဘက်ကဒီ Chelsea ပြည်သက်တွေရောပေါ့နော်ဒီသတင်းဌာနတချို့မှလည်းပြောတယ် Enzo Fernandez ကဒီ2026-2029ရာသီမှာ Chelsea အသင်းမှာပဲဆက်ရှိဖို့ရခိုင်နှုန်းများသွားပြီပေါ့နော်ဆက်ရှိမယ်လို့ယူဆရတယ်ပေါ့အဲ့လိုမျိုးတွေပြောနေတယ်ဒါပေမဲ့လို့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်နည်းနည်းစဉ်းစားသုံးသပ်တဲ့အတိုင်းပဲပေါ့နော်Rodri ကဒါဘာစီလိုနာအသင်းကိုဒီပြောင်းရွှေ့ရာသီမတိုင်ခင်မှာပြောင်းသွားတယ်ဆိုလို့ရှိရင်Man City ဘက်ကဘယ်လိုပဲဖြစ်ဖြစ် Enzo ဘက်ကိုပြန်လာမှာပဲအဲ့လိုဆိုလို့ရှိရင် Chelsea ဘက်ကတန်120ထက်မနည်းတဲ့ပမာဏတစ်ခုနဲ့ဈေးပြန်ခေါ်လိုက်မယ် Man City ဘက်ကလည်းကြိုက်ဈေးရမယ်သူတို့လိုချင်တယ်ဆိုလို့ရှိရင်သူတို့ရအောင်ခေါ်ပါလိမ့်မယ်အဲ့တော့ Chelsea အသင်းဘက်ကရော Enzo Fernandez တကယ်ပြောင်းသွားမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ကစားသမားကိုထပ်ဖြည့်မှာလားဒါမှမဟုတ်လို့ရှိရင်လည်းပွဲကစားဖို့ကတိတ်မရှိဘူးဆိုတော့ရှိတဲ့လူနဲ့ပဲကစားမလားပေါ့နော်လက်ရှိမှာကျွန်တော် Andre Santos ကိုလည်းရောင်းထားတယ်ပြီးလို့ရှိရင်အခု Omari Kellison တို့လည်းကျွန်တော်တို့ထုတ်ထားတယ်အဲ့တော့ဘာကိုနဲ့ Henderson နဲ့တော့ကျွန်တော်တို့အသင်းရဲ့ squad ထဲကိုရောက်လာတယ်ပေါ့နော် Chelsea အသင်းဘက်ကကွင်းလယ်ကိုဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမှာပေါ့အဲ့ဒါတော့ကျွန်တော်ပြောဖို့နည်းနည်းဝေးပါသေးတယ်အလောဆယ် Enzo Fernandez ကအပြောင်းရွှေ့ဖြစ်မလားမဖြစ်မလားပေါ့နော်အဲ့တော့ Enzo fan တွေရော Enzo မကြိုက်တဲ့ fan တွေရောဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်လက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ Enzo က Chelsea အသင်းမှာရှိဖို့ရခိုင်နှုန်းတော်တော်လေးများတဲ့အခြေအနေမှာဖြစ်တယ်လုံးဝရှိမယ်လို့ပြောလို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ Chelsea ဘက်ကသတ်မှတ်တဲ့ transfer deadline ပဲဖြစ်တာဟိုကြော်သွားတာတကယ်ကစားသမားတွေအပြောင်းရွှေ့ရာသီကလုံးဝမပြီးသေးဘူးကြံနေသေးတယ်အဲဒါကြောင့်မို့လို့ဘာမဆိုဖြစ်လာနိုင်သေးတယ်အဲ့တော့ကျွန်တော်တို့ Chelsea ဟိုတတဲ့ထဲမှာနောက်တန်းကိစ္စကျွန်တော်မေးလို့ကျွန်တော်ပြောပြမှာပေါ့နော်နောက်တန်းမှာဆိုလို့ရှိရင်အခုတိုစင်ထွက်ဖို့ရှိတယ်ဗာရီယာရှိထွက်ဖို့ရှိတယ်ဒီဇာစီထွက်ဖို့ရှိတယ်ပြီးလို့ရှိရင်ဒီအချင်းပေါင်ပေါ့နော်
အချင်းပေါင်လဲချယ်ဆီနီးပြဟောင်းပေါ့ကစားသမားလက်ချန်လမ်ဘတ်တို့အသင်းကနေပြီးတော့ခေါ်ချင်တယ်ဆိုပြီးတော့ပြောတယ်အငှားတရားဒီခေါ်ချင်တယ်လို့ပြောတယ်ချယ်ဆီဘက်ကဘယ်လိုလုပ်မလဲတော့မပြောတတ်ဘူးပေါ့နော်အပိသက်ကတော့ရောင်းဖို့လုံးဝရှိမှာမဟုတ်ဘူးဘိုးဖွဲ့ဘက်ကဒီအငှားပုံစံလောက်ပဲတရားဒီပေါ့နော်အငှားပုံစံနဲ့ပဲထုတ်နိုင်ခြေရှိတယ်ထွက်ခွင့်ပေးရင်တောင်မှပဲဒါတောင်မှပဲအသင်းရဲ့ဘယ်သူတွေထွက်မလဲဘယ်သူတွေဝင်မလဲဆိုတဲ့ပေါ်လဲအများကြီးမှုတည်သေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကွန်မန့်ထဲမှာမေးရလေကျွန်တော်နည်းနည်းဖြေပေးမယ်နော်ကျွန်တော်ပျောက်နေဆိုတော့ကျွန်တော်တိတ်နေမကောင်းဖြစ်နေလို့ရအဲကြောင့်မလို့ကျွန်တော်နည်းနည်းပျောက်သွားတာအခုတလို့အချိန်လဲဘလို့မှမရတာနဲ့လေဒါဆိုရင်ကျွန်တော်ဘသူ့ပြောင်းရွှေ့လဲမသိပြောလို့ကျွန်တော်မေ့သွားတယ်ဗျဒီမှာခုနဟိုကတော့မြင်တော့မြင်လိုက်SMino ကဒိုင်ယာကဘယ်လိုလဲမသိဘူးအခြေအနေကအခုမစိုးရင်ရတဲ့အခြေအနေတော့ဖြစ်မယ်ထင်ပါတယ် Chelsea အသင်းမှာဆက်ထားနိုင်ကြီးတော့ရှိတယ်အခုလဲဘတ်တို့ရောက်လာပြီဆိုတော့Chelsea ဘက်ကဘယ်လိုစီစဉ်မလဲဆိုတာတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်ခုနကျွန်တော်ပြောသလိုကစားသမားတွေကအများကြီးပြုံနေတဲ့အခြေအနေကို Chelsea ဘက်ကမလိုချင်ဘူးဒီမှာကပြည်တွင်း league ပဲကစားမှာဖြစ်တဲ့ကြောင့်မလို့တချို့ကစားသမားတွေကထွက်ကစားမှာဥပမာမီခိုင်လိုမူဒရစ်တို့ဘာတို့ရဲ့အနာဂတ်တွေတောင်ဘယ်လိုဖြစ်လာမလဲမသိသေးဘူးအခုဆိုကျွန်တော်မနေ့ပြန်ကစားမယ်ဗျာမနေ့ပြန်ကျွန်တော်အိမ်ကွင်းမှာကစားတဲ့ချိန်မှာ Chelsea ဒီအသင်းအနေနဲ့လုံးဝ final decision ချတော့မဲ့သဘောမှာရှိအပေကောင်းလေးအငှားထွက်ပဲသူတွေတော့ပြန်ပြီးတော့စာချုပ်တက်တန်းတို့ဘသူတွေကိုခေါ်ပေါ့နော် transfer market မှာလုံးဝ busy မဲ့ချိန်တွေမှာရှိတယ်ဘာလို့လဲဆိုတော့ယာဒီမစတင်ခင်မှာအားလုံးပြီးကျင်တဲ့ပုံစံမှာရှိတယ်နောက်ထပ်အပြောင်းအရွှေ့မှာလောက်ကနိုင်တာဆိုလို့မာလိုဂူစတိုရှိမယ်ပြီးရင် Patronato ရှိမယ် Patronato တို့ဆိုလို့ရှိရင်လည်းခေါ်ချင်တဲ့အသင်းတွေကသတင်းတွေထွက်နေတယ်ဒီနေ့တော့ကျွန်တော်အများကြီးတော့မပြောတော့ Patronato နဲ့ပတ်သက်ပြီးတော့သတင်းတွေပို့ထွက်လာရင်ကျွန်တော်ပြောကြတယ်ပြီးလို့ရှိရင်မာလိုဂူစတိုပေါ့နော်မာလိုဂူစတိုတို့ဆိုရင်လည်းငယ်သေးတယ်ဒီလိုပြင်သစ်လို့အသင်းမှာကစားနေတဲ့ကစားသမားတွေဆိုတော့နေရာလဲရတယ်ဆိုတော့တိုင်းတာတစ်ခုထိပေါ့ဗျာနေရာရတယ်ဆိုတော့ Chelsea ဘက်ကPremier League မှာလည်းကစားထားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့80ဝန်းကျင်လောက်ထိဈေးခေါ်ထားတယ်လို့လည်းသတင်းတွေထွက်တယ် Chelsea ဘက်ကလက်ရှိမှာကစားသမားတွေကိုရောင်းဖို့ဆိုလို့ရှိရင်ဈေးခေါ်တာတခါတလေကျအားတောင်နာတယ်တစ်ဖက်အသင်းကိုကစားသမားတွေအခြေအနေချောင်းကိုသိနေတော့ဒါပေမဲ့ဈေးခေါ်နိုင်တဲ့ကောင်ရောင်းနိုင်တဲ့ကောင်အဆင်ပြေတာပဲအခုဆိုရင် Chelsea ဘက်ကဈေးခေါ်တဲ့ဟာမှာကြိုက်တဲ့လူတွေကခေါ်နေတာမြင်ရတော့တချို့ဒီ Liam Delap တို့ဘာလို့ဆို90ဝန်းကျင်လောက်လိုချင်တဲ့တွေတောင်သတင်းတွေထွက်တယ်ဗျာအဲ့တော့ရရင်တော့ကောင်းတာပေါ့ကျွန်တော်ခေါ်တော့30ဝန်းကျင်လောက်နဲ့ခေါ်ထားတာဆိုတော့အဲ့လိုအခြေအနေလေးရှိတယ်ပေါ့နော် Chelsea ဘက်ကဈေးရောက်တာတော့တော်တော်တော်တဲ့လူကစားသမားအပြောင်းရွှေ့မှာပေါ့နော်တ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 ဲ့အထဲမှာပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ stream မှာတော့ကျွန်တော်ဒီလောက်ထိပဲပြောပါမယ်ထပ်ပြီးတော့သတင်းတွေထူးခြားလာတယ်ဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ stream လွှင့်မယ်အဲ့တော့အချိန်ရင်ကျွန်တော်ကြိုပြီးတော့လည်း Telegram channel မှာကျွန်တော်ကြိုပြီးတော့ကြေညာမယ်ဘယ်နေ့ဘယ်ရက်မှာပဲအချိန်မှာပေါ့နော် stream ရှိပါမယ်လာပြီးတော့ join ပါဆိုပြီးတော့ပြောပါမယ်ပြီးလို့ရှိရင် Telegram group အောက်မှာကျွန်တော် description မှာ link ချပေးထားတယ်အဲ့ဒီမှာ join ပြီးတော့ Chelsea fan တွေနဲ့ကျွန်တော်တို့ညီကိုတွေနဲ့တူတူစကားတွေပြောလို့ရပါတယ်တချို့ညမအိတ်ကြအောင်တစ်ချိန်လုံးရှိကျွန်တော်လည်းရှိတယ်အဲ့တော့သတင်းတွေကျွန်တော်တို့ဖလှယ်ကြတယ်reliable ဖြစ်လားမဖြစ်ဘူးလားအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်သူ့ကို coin ကောင်းလားမကောင်းလားဘာအားနေလဲဘာအားတာလဲစတဲ့အချက်တွေပေါ့ဗျာသိရမလားတူတူလောင်ညရတူတူပြောကြတယ်အဲ့တော့ Telegram group အောက်မှာကျွန်တော် link ချပေးထားတယ်ဖြစ်နိုင်ရင် Chelsea fan တွေဆိုလို့ရှိရင်စကားပြောချင်တယ်ဆိုရင်ပေါ့နော် join ထားလို့ရပါတယ်ဆိုတော့လည်းကျွန်တော်ပြောပြချင်တယ်အဲ့တော့နောက် stream မှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ဒီနေ့တော့ကျွန်တော်ဒီလောက်နဲ့ပဲနားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ